တိုင်းပြည်မှာယုံလုံးနေတဲ့ကောင်တွေအဲ့လိုယုံလို့အကောင်တွေနော်မလောက်ကြနဲ့အေးစစ်စစ်လေးနေကြသမ်းပါထဲချောင်းအောက်မှာမြက်ကလေးစားနေတော့ငါကောင်းပေါ်ပါရှိသလဲဆိုတော့စောစီစီကြည့်ထားငါကောင်းပေါ်မှာထရွဲရှိတယ်ထမ်းပင်မအထက်မှာဘာပင်ရှိသေးလဲကြည့်ထားမြင်တတ်တဲ့မျက်လုံးတော့ရှိဖို့လိုတယ်ကြားတတ်တဲ့နားလည်းရှိဖို့လိုတယ်မြင်တတ်တဲ့မျက်လုံးမရှိလို့နားကလည်းပဲကြားတတ်တဲ့နားမဟုတ်လို့အောက်ရှိသည်ကြွေတာကိုမြေပြူတယ်ဆိုတဲ့အသံနဲ့သူကတွက်တာအတွက်မှားတယ်ဒီနေ့နိုင်ငံတော်တဝမ်းလုံးရဲ့အခြေအနေကိုဘုန်းကြီးတို့ပြိဿကြီးယုံလို့တွေးပြီးတော့ယုံလို့မပြေးကြနဲ့